အစာအရှာချိုးဖောက်ခံရပါကတင်တယောက်တည်းမဟုတ်ပါလိန်နှင့်မြို့ပွားမှုဆိုင်ရာကျန်းမာရေးနှင့်အခွင့်အရေးများအစာအရှာချိုးဖောက်ခံရပါကအရေးကြီးဆုံးကကိုကာကွယ်ပြီးအချိန်မီအကူအညီရယူခြင်းဖြစ်ပါတယ်မိမိယုံကြည်ရသူတဦးဦးမိသားစုဝင်တငယ်ချင်းသို့မဟုတ်အကူအညီပေးနိုင်သူထံတွားရောက်ပြောပြပြီးဆက်သွယ်ပါထို့နောက်နိစရာဆေးရုံသို့မဟုတ်ကျန်းမာရေးဌာနများသို့အမြန်သွားရောက်၍လိုအပ်သောကုသမှုများလိမ္မာတဆင့်ကူးစက်သောရောဂါကာကွယ်ရေးကိုယ်ဝန်တားဆီးရေးဒဏ်ရာကုသမှုတို့ကိုအမြန်ဆုံးရယူပါလိမ်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုများအတွက်တော့မိမိမြို့နယ်ရှိ General Hospital သို့ချက်ချင်းသွားရောက်ပြီးဆေးဘက်ဆိုင်ရာစစ်ဆေးမှုနှင့်ရဲဆေးစာကိုရယူထားခြင်းကအရေးကြီးပါတယ်စိတ်ပိုင်းဆိုင်ရာအထောက်ပံ့ကိုလည်းလက်လှမ်းမီရရှိနိုင်အောင်ကြိုးစားပါစိတ်ဒဏ်ရာများကိုဖြည့်ရှင်းနိုင်ရန်အတိုင်ပင်ခံများစိတ်ပညာရှင်များသို့မဟုတ်အကူအညီပေးရေးဖုန်းလိုင်းများသို့ဆက်သွယ်နိုင်ပါတယ်တရားရေးအရာကာကွယ်မှုရရှိရန်ရဲစခန်းတွင်အမှုဖွင့်နိုင်ပြီးအခမဲ့ဥပဒေအကူအညီပေးသည့်အဖွဲ့အစည်းများထံမှလည်းအကြံဉာဏ်များရယူနိုင်ပါတယ်ထို့အပြင်အထောက်အထားများကိုစုဆောင်းထားခြင်းဟာလည်းအလွန်အရေးကြီးပါတယ်ဆေးဘက်ဆိုင်ရာစီရင်ခံစာများဓာတ်ပုံများဖြစ်စဉ်အတွင်းဝတ်ဆင်ထားသောအဝတ်အစားများမလျှော်သေးဘဲကိုသိမ်းဆည်းထားပါအရေးကြီးဆုံးကမိမိကိုယ်ကိုအပြစ်မတင်ပါနဲ့ဖြစ်ပွားခဲ့တဲ့ကြမ်းဖက်မှုအတွက်သင့်မှာတာဝန်မရှိပါဘူးအရေးပေါ်အခြေအနေများတွင်ဘာလို့ရမလဲမသိပါကပြုံးပန်းကိုဆက်သွယ်၍အကူအညီတောင်းနိုင်ပါတယ်လိုအပ်သမျှကိုကူညီပံ့ပိုးပေးရန်အဆင်သင့်ရှိပါတယ်ဆိုတာမသိသေးတဲ့သူတွေကိုလည်းမျှဝေပေးလိုက်ပါနော်အားလုံးဝိုင်းဝန်းပါဝင်ကြမယ်ဆိုရင် comment မှာ yes လို့ရေးပြခဲ့ကြပါဦး